ကျွန်တော်တို့ဒီနေ့တော့ချီးမွမ်းခြင်းတကူရဲ့ကျွန်တော်တို့ဒီသချင်းလေးရဲ့ဆိုလိုပေါ့နော်ဆိုလိုသွားမယ်ဆိုတော့ဆိုလိုမှာကျတော့ကျွန်တော်တို့ကလာမိုင်းနာပြီးတော့ fa do so เนาะ10ပါးပေါ့ဒီလာမိုင်းနာ fa do so ပဲနှစ်ခေါက်သွားတယ်ပြီးတော့နောက်ထပ်အတိုင်းပဲเนาะဆိုတော့ဒီမှာပထမ၄ပါးနဲ့ဒုတိယ၄ပါးကအလုံးအတူတူပဲသို့တော့ octave ပဲချိန်သွားတာပေါ့နော်ဆိုတော့ဟုတ်ပြီအဲ့ဆိုရင်ပထမဆုံးကျွန်တော်တို့ဒီပထမဘားမှာဆိုရင် A key ဖြစ်တဲ့ကြောင့် do ပေါ့နော်၃ကျွတ်နောက်ွက် do เนาะso 1 and 2ပြီးတော့ do ပြီးတော့2 and 3 and so เนาะ do so เนาะပြီးတော့ mi ပေါ့နော်4 and mi ဆိုတော့ do so mi ပြီးနောက်ထပ် second bar fa dan do la la လာကြတော့ဆိုကနေလာကို slide ဆွဲလို့ရနော်ဆိုတော့ do la la mi နော်ပြီးနောက်ထပ်ဒိုဘာမှာလဲdo so mi အရှိအလာမိုင်းနာဘာနဲ့အတူတူပဲပေါ့နော်ပြီးတော့နောက်ထပ်ဆိုဘာမှာကျတော့ re mi do နော်ဆိုတော့၃ကြိုးရဲ့ကျွန်တော်လေးကွက်ပေါ့နော် re mi နှစ်ကြိုးနှစ်ကွက် mi re do နော်ဆိုတော့ပြန်ပြောမယ်ဆိုရင်ဒါပထမ၄ပါးပြီးဒုတိယ၄ပါးကျတော့ဒီဘက်အနောက်တူသွားမယ်နော် height တူပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနှစ်ကျိုးရဲ့ကျွန်တော်ဒီ10ခွဲပေါ့နော် do so mi နော်လာပါနော်တကျိုးရဲ့10ခွဲဒါလေးပဲနော်ဆိုတော့ပြန်ပြောမယ်ဆိုရင်အနည်းနဲ့ဒီပြမယ်ဆိုရင် do so mi do la la mi do so mi re do so mi la la mi do so mi re do နော်နောက်ဆုံးတို့မှာချီးမွမ်းရင်လည်းရန်သူတွေကိုရှောင်းတယ်ဒီလိုသွားတယ်နော်โอเคဟုတ်ပြီဆိုတော့အလုံးလေးရလွယ်ပါတယ်ဆိုတော့ပထမကျွန်တော်ရှေ့ရပြောသလိုပထမ၄ပါးမှာကျွန်တော်ဒီ octave တစ်ခုနောက်ထပ်၄ပါးမှာ octave တစ်ခုနော်โอเคအဲ့ဆိုသူ့ရဲ့ original tempo 145နဲ့တစ်ခေါက်တီးပြပေးမယ်နော်1 2 3 goโอเคဟုတ်ပြီဆိုတော့ဒါတော့ကျွန်တော်ဒီချီးမွမ်းခြင်းရဲ့တကူဆိုတဲ့သချင်းလေးရဲ့ဆိုလိုလေးကျွန်တော်ပြောပြပေးတာဖြစ်တယ်ပေါ့နော်